を買いました。本社もの本屋စာအုပ်ကိုစာအုပ်တဲ့ကိုမှတ်ရင်လည်းမှတ်တာမဟုတ်လဲ notes တဲချရေးပေါ့နော်ဟွန်းရဟွန်းသာစာအုပ်ရသာဆိုင်ဟွန်းရစာအုပ်ဆိုင်အဲ့တော့21ရှင်းပါပြီဆန်းရှုပြီးခဲ့တဲ့အပတ်တဲ့ကွက်လက်နော်ခိုးချဝတုတဲမိုးအိုရှိခတာတဲ့ပြီးခဲ့တဲ့အပတ်ကတဲ့ကွက်လက်တဲ့ခိုးချဆိုတာမေးလိုက်ပါအောင်မယ်ရေနွေးချမ်းလားလက်ဖိတ်ရည်လားခိုးချဘလို့ကြားလားလက်ဖေးဟုတ်တယ်နော်လက်ဖေးရဆိုရင်လည်းအလွန်ပဲအရသာရှိခဲ့တယ်မူလတလက်ခံရရှိခဲ့သည်တိုးမို့သားချီတငယ်ချင်းဂိုင်းကုတ်ခုနိုင်ငံခြားနိကဲအဲ့ဒါမြန်မာလိုစဉ်းစားကြည့်ပါဦးပြီးခဲ့တဲ့အပတ်ကတငယ်ချင်းစီကရခဲ့တဲ့အဲ့ဒါတငယ်ချင်းရဲ့ရှေ့မှာဗာထည့်လိုက်အောင်နော်နိုင်ငံခြားမှာနိုင်ငံခြားမှာရှိတဲ့တငယ်ချင်းစီကရခဲ့တဲ့မြန်မာလိုစဉ်းစားမယ်ဆိုရင်အဲ့ဒါနိုင်ငံခြားမှာရှိတော့ဆိုတော့ဒီမှာနိုင်ငံခြားဂိုင်းကိုခုရှိရဆိုတော့နိတငယ်ချင်းအားတူမူတာချိမြန်မာနဲ့တူရနော်သူရဲ့တိဆောက်ပုံကတူမူတာချိအဲ့ဒါဒီမှာနိလို့သွားပြီနေမကိုက်တော့ဘူးနော်တငယ်ချင်းစီရရမယ်အဲ့ဆိုတူမူတာချိနိမူလာတာတွဲရမှာတူမူတာချိနိမူလာတာအဲ့ဒါမှာဂိုင်းကုတ်ခုဒီမှာထည့်လိုက်မှာပေါ့တည်သွားပြီဒီမှာ3နော်ပြန်ထည့်ပြီးတော့မကိုက်ဘူးဆိုရင်ခဲပြက်နဲ့ပြန်ဖြတ်ပြီးရင်ပြန်ဆင်ဆန်ရှူတငယ်ချင်းစီရရခဲ့တယ်တိုမိုဒါချီနီမိုလာတာကဲအဲ့ဆိုရင် star နေရာမှာနံပါတ်ဘယ်လောက်ကြာလဲဆိုရင်1အဲကြောင့်အဖြေက ichi ဟိုက်အဲ့ဒါဒီနံပါတ်21ဖတ်ပြပါဟယ်လို21ဖတ်ပြပါシュート友達もらった外国の紅茶はとても美味しかったです。はいအဲ့ဒါရင်ပြန်ကြည့်ရင်တော့3ခေါက်လေးဆိုပြီးကြက်ပါနော်ဂိုင်းကုတ်ခုနိုင်ငံခြားဂိုင်းကုတ်ခုနိုင်ငံခြားဂိုင်းကုတ်ခုနိုင်ငံခြားဟုတ်ပြီအဲ့လိုမျိုးလေးကြက်မယ်နော်ကဲဟုတ်ပါပြီဆက်သွားပါမယ်ဒါလေးဖြတ်မယ်ကဲအဲ့မှာ star ပုတ်စာခုနဗဒါပုတ်လား9ပုတ်လား9ပုတ်ပြီးသွားရင်ဒီဟာနောက်ထပ်တစ်ခုပေါ့နော် reading ဒိုကိုင်းလို့ခေါ်တယ်တို့မှာနှစ်ချစ်တို့အသေးစကိုင်းဒိုကိုင်း reading နော် reading သွားပါမယ်အဲ့တော့ဒီမှာကတော့သဘောကောင်းတယ်ဒီမှာအဖြေလေးနှစ်ခုပဲရွေးရမှာစာပိုက်ကြီးကလည်းတိတ်မရှိဘူးကဲဒါဖတ်ပြအောင်နော်နိရဲ့ on ရဲ့ဆိုတော့နင်းဆန်တော့စာကူပွန်စာစီစာကုန်းနင်းဆန်ရဲ့စာစီစာကုန်းအဲ့တော့ဖတ်ပြီနော်တွေ့လားသမီးစာအုပ်ထဲမှာတွေ့လားတွေ့ရနော်私の好きဟုတ်တယ်ဖတ်ပါ私の好きな飲み物は果物のジュースですရတယ်သမီးဖတ်ရတယ်果物のジュースです大好きなジュースはスイカジュースです私の国ではいろいろな店にあります国ではいろいろ店を知りません日本で店にありますဟုတ်ပြီ22เนาะအဲ့နောက်မှာဗာလဲစလုံးထည့်မယ်ပေါ့ပြီးတော့日本では売っている店を知りません日本で好きなジュースはリンゴジュースです毎日飲みます皆さんは何のジュースが好きですか
Suki does come. စကီနောဂျူဆူအိုကွက်လက်အဲ့ဒါသူကဒီအောင်ကွက်လက်လောက်ပါဗောနော်ကဲဒီမှာခဏခဏထပ်ခါပါနေတာဂျူဆူဆိုတာ juice အေးဖြော်ရည် JUICE juice အဲ့ဒီမှာနော်အဲ့ဒါကြောင့်လုံးစာရိုက်ကြည့်တဲ့အိဗယ်ကိုပြောသွားမယ်ကျွန်တော်ကြိုက်တဲ့တောက်စရာဗောနော် normie mono drink ကတဲ့ခူဒါမိုနိုတော့အသီးဖြော်ရည်ဖြစ်ပါတယ်အလွန်ကြိုက်တဲ့ဖြော်ရည်ကတော့ sweet ခါဆိုတာကြားဘူးချင်မှကြားဘူးလိမ့်မယ်မသိသေးမှတ်လိုက်ပါနော် sweet ခါဆိုတာဖရဲသီး juice ဖြစ်တယ်